အောင်ကြိုးစားရင်အမြင့်ရဲ့ကွာခြားလွန်းတဲ့ကမ္မနှစ်ခုကိုနေအဝင်မှာဖြာကူအလားမခိုင်တခိုင်နဲ့တရားလေးကြိုးပြကညအမောင်မစံတဝါလမ်းပြောက်ွယ်ချီနောင်တဲ့ကြိုးကလေးဘသူဖြတ်တာလေအဖြေရမရှိတဲ့ဒီအမေတွေတဲ့အဖြေရှာရင်အိုမင်းလို့သာလာပါပြီကွယ်လမ်းစာရဲ့ပွေမရှာနိုင်ယနေ့တိုင်းပဲချစ်ကိုလေးကိုစားခဲ့စိတ်အလိုကိုအားဖြည့်လို့မြက်ကမ်းတယောက်လို့အရာရာကိုစွန့်ခဲ့တာပွင့်ချိန်မှာပန်းကလေးပွင့်ခဲ့တယ်မြတ်တာရေခမ်းချောင်းလို့နွမ်းခဲ့ပြီကျန်နာလူပါကလေးဘသူကဲတင်ရှင်လက်ကလေးဘသူဖန်ကိုင်လေရဲ့အပူမီဘဝဆုံးတီအောင်လောင်ငါနေမယ်ငိမ့်မယ်သူပဲမမြင်နိုင်ယနေ့တိုင်းပဲနောင်ချိန်မှတတိယမိနှုတ်ပြိုတဲ့နှလုံးသားကျွမ်းခဲ့ပြီးပြီဘယ်အရာနဲ့အစားထိုးမလဲဘဝကံကြမ္မာဒုက္ခတွင်နေမှာဇက်စရာရဲ့ခိုင်သမျှလုံးဟုတ်တာရင်ဝင်မေးလို့ဘသူပိုင်ဆိုင်တဲ့နှလုံး